မင်းကိုနေတိုင်းဆက်သွယ်နေတဲ့သူကိုတန်မိုးထားပါမင်းကိုနေတိုင်းဆက်သွယ်နေတယ်ဆိုတာတစ်ဖက်လူကတိတ်အားနေလို့မဟုတ်ဘူးအရာအားလုံးထက်မင်းကအရေးပါနေလို့ပါမင်းကိုဂယူးဆိုင်တဲ့သူမင်းကိုပဲမျက်လုံးနဲ့မြင်တဲ့သူမျိုးပါမင်းဆိုတဲ့လူမျိုးကိုပိုင်ဆိုင်ရရင်အများကြီးတန်မိုးထားပေးပါဟောဒါမှမဟုတ်မင်းအသက်ထက်ကိုတန်မိုးထားစေခြင်းနဲ့အချစ်ကိုမကစားပါနဲ့အချစ်ကိုတန်မိုးထားပါဘတ်စကားစီးလွတ်သွားရင်နောက်တစ်စီးဆောင်ပြီးတော့စီးလို့ရတယ်မင်းကိုတကယ်ချစ်တဲ့သူကိုလက်လွတ်မိရင်တဘွားလုံးစားပဲဘယ်မှတ်တိုင်မှပြန်မစုံနိုင်တော့ဒါတွေကိုသိရင်လားကံတရားဟာကောင်းမွန်တဲ့လူနဲ့အချိန်ကြီးအများကြီးမစုံခိုင်းတတ်ဘူးဒီတော့တွေ့ရဆုံရတုံးဒီမှာကောင်းကောင်းလေးတမိုးထားစီ